ကယ်လိုရီလောင်ကျွမ်းမှုကိုအားပေးရုံမကဘူးအစာစားခြင်းစိတ်ကိုလျှော့ချစေပြီးတော့ဒီအစီပိုတွေကိုပေါ့နော်စုမနေစေဖို့ရအတွက်သူတို့ကလှုပ်ဆောင်ပေးတာပဲဖြစ်ပါတယ်ကယ်လိုဘန်းကအစီကျစေတဲ့သဘာဝ supplement တစ်မျိုးဖြစ်ပေမဲ့ပိန်နေတဲ့သူတွေတောက်မယ်ဆိုလို့ရှိရင်တော့လေးကျင်ကန်းနဲ့ပါတွဲပြီးတော့လှုပ်စေခြင်းပါတယ်ဒါမှလည်းပေါ့နော်ပို့ပြီးတော့ထိရောက်စေမယ်လို့အကြံပေးခြင်းပါတယ်ကယ်လိုဘန်းကိုအသက်18နှစ်အရွယ်ကနေစပြီးတော့တောက်သုံးနိုင်ပါတယ်ဘယ်လိုမျိုးတောက်ရမလဲဆိုလို့ရှိရင်တော့မနေ့တစ်လုံးညတစ်လုံးကိုအစာမစားမီနိုင်ဝက်လောက်ကြိုပြီးတော့တောက်ပြီးမယ်ဆိုလို့ရှိရင်လုံလောက်ပါတယ်ဒီကယ်လိုဘန်းကသဘာဝ supplement ဖြစ်ပေမဲ့လူတိုင်းတောက်လို့တော့မရပါဘူးအသေးမကောင်းတဲ့သူတွေကိုယ်ဝင်ဆောင်တဲ့နို့တိုက်မိခင်တွေသူတို့ကတော့လုံးဝမတောက်သင့်ပါဘူးကဲဒီလောက်ဆိုလို့ရှိရင်တော့အစီကျစေတဲ့သဘာဝ supplement ကယ်လိုဘန်းရဲ့အကြောင်းလေးကိုသိသွားကြလိမ့်မယ်လို့ထင်ပါတယ်ကိုပတ်ဝန်းကျင်ကိုလည်းပြန်လည်ဝေမျှဖို့ရအတွက်ဒီ post လေးကို share ပေးဖို့ရတောင်းဆိုချင်ပါတယ်အားလုံးပဲကျမ်းမာရှင်လန်းတဲ့နေ့ရက်လေးတွေပိုင်ဆိုင်နေကြပါစေရှင်